သုံးမသူမှာအပြစ်မရှိစာအုပ်စာမျက်နှာ32ဒုတိယစာပိုက်ကိုဖတ်ကြပြပါဦးမယ်ဥဒ္ဓတိကကိုမေးပါမယ်ဥဒ္ဓတိမရတဓမ္မတွေပြောပြီးသူများတဲ့ပို့ပြီးကြာကြာထိုင်နေတဲ့တောတဲ့တောင်မြန်နေအကျင့်ဟာဝိပဿနာလားနှစ်ကားကောင်းကောင်းစီးကြောင်ကောင်းကောင်းမာနေတကားမာတွေတယုံယုံနဲ့ဆွန့်ခါမစားပိုစွန့်ပင်သွင်းစားဘာတန္တရတွေတင်းနေတာကိုဝိပဿနာလို့ခေါ်ပါသလားသုံးပရိယတ္တိသာသနာကိုစွန့်မေတာကိုပฏิပတ်တိခေါ်ပါသလားပရိယတ္တိကိုစွန့်ပဲရင်ဗုဒ္ဓဘာသာလို့ခေါ်နိုင်ပါသလားသာသင်သာချလို့ကိုပြစ်ပဲပြီးလာဘတက္ကာရသီလောကပွားဖို့ကြောင်းတွေဆောက်နေတာဝေဒနာဒူရအကျင့်လားပရိယတ္တိသာသနာကိုစွန့်ပဲပြီးရန်ကင်တောင်တော်မြေဆက်ရှိဧကကိုသာသနာပိုင်းမလို့၅ပိုင်းလုံနေတာဝေဒနာလားခုနှစ်ပရိယတ္တိသာသင်သာချလို့ကိုပြစ်ပဲပြီးနိုင်ငံတကာလှည့်လဲသွားလာနေတာဝေဒနာအလုံးလားဥသောတိကကိုမွေသိုးများကရရဆက်ဆက်ကြိုက်ပါတယ်ဒါကိုဝိတုဒ္ဒသနာတဲ့အတွက်ဥသောတိကကိုဆေကုပေးပါတယ်ဥသောတိကဟာပိဋကသုံးပုံကိုဖျက်ဆီးပြီးဘုရားဘာသာဝင်ရဟရှင်လူတွေကိုစော်ကားဖျက်ဆီးတဲ့အတွက်သာသနာပြည့်မိစ္ဆာဒိဋ္ဌိကြီးဖြစ်ပါတယ်ဖရာသာသနာကိုသောတိကဒေါက်တာသာသနာလောက်ကသာသနာရန်သူကြီးဖြစ်နေပါသည်ဥသောတိကအနေဖြင့်ပိဋကသုံးပုံအပေါ်မြန်မာနိုင်ငံကြီးရဟရှင်လူများအပေါ်ပြင်မထားတဲ့အပြစ်တွေကြေသွားအောင်2025ခုနှစ်5လပိုင်းအကုန်6လပိုင်းအစလောက်မှာဒီပြဿနာဖြေရှင်းသင့်ပါတယ်တိုင်းပြည်ပြည်သည့်ကဘာသည့်အောင်မဖြေရှင်းပဲငြိမ်ကုန်နေပါကဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုဖြည့်ဆည်းသည့်ပိဋကသုံးပုံကိုတန်ဖိုးမထားသည့်သာသနာဖြင့်ရာယုတ်ကြီးဖြစ်ကြောင်းတိတ်တိတ်နေဝန်ခံဆိုသည့်အတိုင်းတိတ်တိတ်နေသောအပြင်ဝန်ခံပြီးဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ပါသည်ရန်ကုန်တောင်ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်ပါမခကျဆရာတော်ဒေါက်တာအနေဖြင့်မိမိအမများအခြေမီပြုပြင်နိုင်ရန်တိုင်းသည့်ပြည်သည့်ကဘာသည့်အောင်ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူများကိုတောင်းပန်မှုအချိန်တန်ပါပြီဗရဏဝိတုဒ္ဒ15ရက်5လ2025သာသနာတသဓမ္မစရိယဝိနည်းဝိရုဒီကာနိကာယဝိရုအဘိဓမ္မာဝိရုဘွဲတသိက်တော်ရယမိုင်ပဋ္ဌာန်းထူနေတာနီးပြဒီတိုင်းဆိုပြန်လဲပြီးတော့ဒီဖြည့်ရှင်ပေးတင်တာအမှန်ပါပဲဒါတွေသတိပြုတင်ကြပါတယ်ပညာရှိသူတော်ကောင်းတို့